မင်္ဂလာပါခင်ဗျာဒီနေ့လေးမှာတော့ပစုံအာလူလိတ်ကြော်နီလေးမျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေဟုတ်ကဲ့ပါလွယ်ကူရိုးရှင်းတဲ့ပစုံအာလူလိတ်ကြော်နီလေးနဲ့တကယ်ချင်းတို့ကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗျပစုံအာလူလိတ်ကြော်တဲ့ခါပေါ့နော်ကျွန်တော်တို့ပစုံကိုနုတ်လေးဆင်းပြီးတော့မှအသားလုံးပုံစံမျိုးလုံးပြီးတော့မှလည်းအာလူတွေကိုလိတ်ပြီးကြော်လို့လည်းရတယ်နော်ကျွန်တော်ကတော့ပစုံကိုအကောင့်လိုက်ကြော်မှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါပစုံကိုကျွန်တော်ကတော့12កောင်လောက်သုံးထားပေးပါတယ်เนาะကြောပေါ်ကပါတဲ့အမဲချောင်းလေးတွေကိုအရင်ဦးဆုံးဖယ်လိုက်မယ်ပြီးရင်ပစုံကိုအရသာနေမှာဖြစ်ပါတယ်ဗျအချုံမုတ်လေးနည်းနည်းထည့်မယ်စသားမုတ်လေးနည်းနည်းထည့်ပါเนาะပစုံပမာဏပေါ်မူတည်ပြီးထည့်မှာဖြစ်ပါတယ်ဗျပြီးရင်စီမွေးလေးထည့်ပေးပါငရုတ်ကောင်းလေးထည့်ပေးရသာနေပေးပါဗျအခုကကျွန်တော်လုပ်ပြတဲ့ကြော်နီးကကျွန်တော်တို့စားတောက်ဆိုင်တော်တော်များများမှာပစုံအာလူလိတ်ဆိုပြီးတော့တွားကြားထိုးတန်တဲ့ကြော်တဲ့အင်းပွဲပေါ့ဗျာဒီအင်းပွဲလေးကိုကျွန်တော်တကယ်ချင်းတို့ဒီနေ့လုပ်ပြပေးသွားမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေဟုတ်ကဲ့ပါအရသာနေပြီးတော့ကော်မုတ်လေးထည့်လိုက်ရတဲ့အကြောင်းရင်းကအရသာတွေကော်မုတ်နဲ့ရောနေထားတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ပစုံကြော်တဲ့ခါကျဒီအရသာမှုတ်တွေကမတူဘဲနဲ့ပေါ့နော်ဒီအသားမှာကတ်နေအောင်အတွက်ဒီကော်မုတ်ကအကာပါသဘောမျိုးနဲ့ကျွန်တော်ထည့်ပေးတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါလောလောဆယ်ကျွန်တော်တို့အာလူလေးတွေကိုအပြားလေးတိတိလေးပပလေးတွေပေါ့နော်အဲ့လိုမျိုးပပလေးတွေဖြစ်အောင်အရင်ဆုံးချစ်လိုက်မယ်ပြီးရင်ရေလေးဆေးလိုက်ပါဗျရေဆေးပြီးလို့ရှိရင်ကျွန်တော်တို့ကပစုံနဲ့အာလူကိုလိတ်ပြီးတော့မှသွားကြတိုးတယ်လေးနဲ့ထိုးပြီးတော့မှအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဗီဒီယိုမှာလုပ်ပြသလိုမျိုးလေးပေါ့ဗျာပစုံအရင်ဦးဆုံးထည့်လိုက်မယ်ပြီးရင်ပါတဲ့နေရာကနေအရင်ထည့်မယ်နော်အာလူချစ်တဲ့ခါကျရင်ပါတာအထူတာတွေကတော့ဒါအကုန်လုံးညီဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကပါတဲ့ဘက်ကိုအောက်ဘက်မှာထားမယ်ပြီးလို့ရှိရင်အတွင်းဘက်ပေါ့နော်ပါတဲ့ဟာကိုအတွင်းမှာထားပြီးလိတ်မှာဖြစ်ပါတယ်ဗျပစုံလေးကိုအာလူလေးနဲ့လိတ်ပြီးတော့တားကြတိုးတယ်လေးနဲ့အခုလိုမျိုးထိုးလို့အားလုံးပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကမကြော်ခင်မှာကျွန်တော်တို့ပစုံကိုအပေါ်ကနေပြီးတော့ကော်လေးနဲ့နည်းနည်းကတ်ပေးပါဗျအဲ့လိုမျိုးကတ်ချင်းအားဖြင့်ပေါ့နော်ကျွန်တော်တို့ပို့ပြီးတော့ကျွတ်တယ်ပို့ပြီးတော့လည်းရွရတာပေါ့နော်အဓိကတော့မီးပေါ့နော်မီးကအရင်ပြင်းလို့မရပါဘူးဗျစထက်ကြတဲ့ကမီးပြင်းနေလို့လုံးဝမရပါဘူးနော်စထက်ကြတဲ့ကမီးပြင်းလို့ရှိရင်ကျွန်တော်တို့ကအပေါ်ရင်လေးတွေကရဲဝါပြီးတော့အတွင်းမှာမကြက်ပဲနဲ့ပျော့စီစီပေါ့နော်ပျော့အီအီဖြစ်နေမှာဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကြလေးကြော်ရမယ်စိန်ပြီးတော့ကြော်အောင်ပေါ့နော်အချိန်လေးနည်းနည်းပေးပြီးစိတ်ရှိရှိလေးနဲ့ကြော်ပေးပါကြော်လို့ပြီးသွားပြီဆိုလို့ရှိရင်ရွာပြီးတော့ပေါ့နော်ကျွတ်ပြီးတော့ပေါ့နော်အရန်ကိုစားလို့ကောင်းတယ်အာလူလေးလေးရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအခုကျွန်တော်ဗီဒီယိုမှာပြသလိုမျိုးလေးကြော်လိုက်ပါနော်မီးအေးလေးနဲ့အချိန်ကြာကြီးဆွဲပြီးကြော်ပေးပါကျွန်တော်ကဗီဒီယိုထဲမှာမို့လို့အချိန်ကိုကြုံပြီးတော့လုပ်ထားတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါပစုံအာလူလေးကြော်နီးလေးရတော့ဒီလောက်ပါပဲတကယ်ချင်းတို့ရေဟုတ်ကဲ့ပါဒီလောက်ဆိုလို့ရှိရင်တကယ်ချင်းတို့လည်းပစုံအာလူလေးကြော်နီးလေးကိုတိလောက်ပြီထင်ပါတယ်အရန်လွယ်ပါတယ်နော်မခက်ပါဘူးစားတော့ဆိုင်ရကြော်ဆရာတယ်ဆိုလို့ရှိရင်လည်းယူသုံးလို့ရပါတယ်မိမိတို့အိမ်ကကလေးလေးတွေကိုလည်းကြော်ပြီးတော့လည်းကျွေးကျင်တဲ့မိခင်တွေအရှင်မတွေအတွက်လည်းအသုံးဝင်မှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်အခုလိုမျိုးဟင်းချက်ဗီဒီယိုလေးတွေလည်းမတင်ပေးဖြစ်တာတော်တော်လေးကိုကြာခဲ့ပါပြီအခုတလောကျွန်တော်စိတ်ကူးလေးပေါက်လာလို့ပေါ့နော်ဒီဗီဒီယိုလေးကကျွန်တော်ရိုက်ထားတာကြာပါပြီအခုမှကျွန်တော်ပြန်ပြီးတော့ငွေချင်းတို့မျှဝေပြီးကျွန်တော်ပြန်ပြီးလုပ်ပေးလိုက်တာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပိုင်းမှာကျွန်တော်ဗီဒီယိုလေးတွေများများလေးလုပ်ပေးနိုင်အောင်ကြိုးစားပါမယ်နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်တကယ်ချင်းတို့ရေအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်